ညီညီကုန်းဆိုတဲ့နာမည်ကတာမန်အဖြစ်မြေစီတော်တွေဖုံးလွှမ်းတဲ့ကုန်းမြစ်တစ်ခုလို့ထင်ရပေမဲ့အဲ့ဒီအရက်မြေအောက်မှာနှစ်ပေါင်းများစွာကလေးကတိတ်တဆိတ်မြုပ်နှံထားခဲ့တဲ့သွေးစွန်းသောဝိညာဉ်သမိုင်းကြောင်းတွေကိုတော့ဘယ်သူမှမမေ့ခဲ့ကြရပါဘူး။လွန်ခဲ့တဲ့နှစ်90ကတော့ဤနေရာကမြို့ပြင်ပကန့်သက်နေပြီစနစ်တကျမမြုပ်နှံခဲ့ရတဲ့အလောင်းပေါင်းများစွာရဲ့အဆုံးသတ်စခန်းတုတ်တန်ဟောင်းကြီးတစ်ခုပါ။တစ်ပင်ကြီးတွေကအုပ်ဆိုင်နေပြီးနေငင်းကြောက်တောင်မှာတော့ငှက်တန်တောင်မကြားရတဲ့အလွန်တိတ်ဆိတ်လွန်းတဲ့နေရာ။ဒါပေမဲ့မြို့ပြရဲ့ရေချိန်မြင့်တက်လာတဲ့အချိန်မှာတော့လောဘဇောတက်နေတဲ့ဥဖို့မြင့်ရဲ့စီမံကိန်းကဤနေရာကိုမျက်စိကျလာခဲ့တယ်။ဒီနေရာအကောင်းဆုံးပဲမြေစည်းလည်းတက်တာတယ်မြို့နယ်နဲ့လည်းနီးတယ်။ဥဖို့မြင့်ကသူ့ရဲ့လက်ထောက်တွေကိုအမိတ်ပေးရင်းမြေတူးဆက်ကြီးတွေကိုစတင်မောင်းနှင်ခိုင်းခဲ့တယ်။မြေကြီးတွေကိုကြည့်တဲ့အခါမှာတော့အော်နှလုံးသားစရာကောင်းလောက်အောင်အယိုးစုတွေတန်ကြီးတက်နေတဲ့ခေါင်းတလအစတွေပုတ်ဟောင်နေတဲ့အဝတ်စားတွေကအလောင်းပေါင်းများစွာနဲ့အတူပေါ်ထွက်လာခဲ့တယ်။ဒါတွေကိုဘယ်လိုလုပ်လဲကိုအလုသမားကောင်းဆောင်ရဲ့မိကုန်းကိုဥဖို့မြင့်က secret ဖွာလိုက်ပြီးအေးဆေးစွာပဲပြန်ဖြေတယ်။ဘာမှမလုပ်နဲ့ဒီအတိုင်းပဲကွန်ကရစ်နဲ့ဖုံးလိုက်ပြီးရင်ဇက်ရုံဆောက်မယ်အဲ့ဒီအောက်ကအယိုးတွေကဒီဇက်ရုံရဲ့အုံမြစ်တွေဖြစ်သွားမှာပေါ့ဒိုးစင်ကဘယ်သူမှမသိခဲ့ကြဘူးအုံမြစ်ဆိုတာအစားအော်အော်ကိုခိုင်မာစေဖို့အခုတော့အဲ့ဒီအုံမြစ်ကဝိညာဉ်ပေါင်းများစွာရဲ့အညိုတေးတွေကိုထာဝရဖိနှိပ်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်သွားခဲ့ပြီဆိုတာကိုဇက်ရုံကြီးပြီးစီးသွားတဲ့အခါအလွန်ပဲခမ်းနားထဲဝါလာပါတယ်အနီရောက်ကလကကြီးတွေကသွေးဆက်တွေလိုနေရဲနေပြီးဇက်ရုံတွေကိုဝင်လိုက်တာနဲ့တစုံတစ်ခုကပိတ်လောက်ထားသလိုမျိုးအေးဆက်ဆက်လေးတို့ကရင်ဘတ်ကိုလာဖိထားသလိုခံစားရတတ်တယ်ညနေတဲ့အခါမှာတော့ဇက်ရုံတွေကအတန်တွေကြားနေရတတ်တယ်အလုသမားတွေကတော့ဒါဟာဒီတိုက်လို့ဖြစ်မယ်လို့ကိုအားပေးကြတယ်ဒါပေမဲ့တညမှာတော့ညဆောင်ဝင်တဲ့ကြော်စွာကမီးဆက်ခန်းနာမှာအတက်တစ်ခုကိုကြားလိုက်ရတယ်ကကြဆိုလေဒိုးလျအေးဆက်တဲ့အတန်ကဇက်ရုံရဲ့မြေရောက်ထက်ကနေထွက်ပေါ်လာတာကြော်စွာလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့နောက်ကျောနားမှာတစုံတစ်ယောက်ရှိနေတယ်လို့မျိုးခံစားလိုက်ရတယ်အလွန်အေးဆက်တဲ့လက်ချောင်းတွေကသူ့ရဲ့လေပင်ကိုဖြည်းဖြည်းချင်းလာရောက်ထိတွေ့တယ်သူအသက်ရှူရတာခက်ခဲလာပြီးအော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်မထွက်နိုင်တော့ဘူးနောက်ဆုံးမှာတော့ကြောစွာကဘယ်သူမှမသိလိုက်ပဲဇက်ရုံရဲ့အမိုးစွန်းမှာအကျိုးတစ်ချောင်းနဲ့လေပင်ကျိုးဆွဲချလျက်တာဖြစ်နေခဲ့တယ်သူ့ရဲ့မျက်လုံးတွေကတော့ဇက်စင်ဘက်ကိုစိုက်ကြည့်လျက်တာအဲ့ဒီဇက်စင်ပေါ်မှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုတော့သူတယောက်တည်းမြင်သွားခဲ့ပုံရပါတယ်ဥဖုံမြင့်ကတော့အဲ့ဒီသတင်းတွေကိုပတ်စံနဲ့ဖုံးကွယ်ခဲ့တယ်သူ့အတွက်ဇက်ရုံကပတ်စံရမယ့်နေရာတစ်ခုသာဖြစ်ပြီးဝိညာဉ်တွေအတွက်ကတော့သူ့ရဲ့အမျက်ငွေကိုနှောက်ယှက်နေတဲ့အနှောက်ယှက်တွေသာဖြစ်တယ်သူမသိလိုက်တာကတော့အဲ့ဒီညကစပြီးဇက်ရုံတွေကကလကာတွေကလူဖွင့်တာမဟုတ်ပဲအောက်ကပိုင်ရှင်တွေကစတင်ဖွင့်လှစ်လိုက်ပြီဆိုတာကိုပါပဲကျော်စွာရဲ့အလောင်းကိုရှာတွေ့တဲ့အချိန်မှာတော့အားလုံးကဒါကိုစိတ်ကြယောဂကြောင့်ဖြစ်တဲ့ကိုတက်တည်မှုလိုပဲကောက်ချက်ချခဲ့ကြတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တဦးကတော့ဇက်ရုံရဲ့ကျမ်းပြင်မှာပေးကျန်နေတဲ့အမတ်သားတွေကိုတတိထားမိသွားတယ်ဒါကဖက်နဲ့ရမဟုတ်ပဲလူတစ်ယောက်ခြေထောက်နဲ့လက်တွေနဲ့ဆွဲချစ်ထားတဲ့သွေးစောနဲ့လက်သေးရတွေပဲဇက်ရုံပိုင်ရှင်ဦးဖုံမြင့်ကတော့ဒီကိစ္စကိုအမြန်ဆုံးအုံမိဖို့ကြိုးစားတယ်သူကဘွဲဦးထွက်ဖို့အတွက်ပြင်ဆင်ကြဒီလူသေးမှုကဇက်ရုံရဲ့စီးပွားရေးကိုမထိခိုက်စေရဘူးအတန်မာနဲ့ပြောတယ်အဲ့ဒီညကစပြီးဇက်ရုံထဲမှာနေတဲ့လူတွေကညတိုင်းလိုအိမ်မက်ဆိုးတွေမက်ကြတယ်အထူးသဖြင့်မင်းသမီးကျော်နှင်းလူဝေပေါ့သူမကမတ်တင်ကုန်ချိတ်ထိုင်ပြီးမိတ်ကက်လိမ့်နေချိန်မှာမှန်ထဲကသူမပုံရိပ်ကရုတ်တရက်ရေမောလိုက်တယ်နှင်းလူဝေကမရေပဲနဲ့လေသူမမျက်လုံးတွေပြူသွားပြီးမှန်ကိုစိုက်ကြည့်မိတယ်မှန်ထဲကပုံရိပ်ကသူမနဲ့ခက်စင်ပဲဒါပေမဲ့နှကန်းတွေကနေရွက်အထိကွဲနေပြီးမျက်လုံးအိမ်မှာအသားတုံးတွေမရှိပဲအပေါက်ကြီးဖြစ်နေတယ်ဒီနေရာကငါတို့အိမ်နင်တို့ကဧည့်သည်တွေကအိမ်ရှင်ကိုစော်ကားရင်ဘာဖြစ်တက်လဲသိလားနင်းနုဝေအော်ဟစ်ပြီးမှန်ကိုလက်နဲ့ရိုက်ခွဲလိုက်တယ်မှန်စားတွေကသူ့ရဲ့လက်ကိုစူးဝင်သွားပြီးသွေးတွေယိုစီးကျလာတယ်ဒါပေမဲ့သူမရဲ့အဲ့ဒီသွေးတွေကိုကြည့်ပြီးယူသွတ်နေသလိုရှီမောလိုက်တယ်ဘာကြောင့်လဲဆိုတော့မှန်ထဲကဝိညာဉ်ကသူမရဲ့နှကန်းကိုလာထိပြီးလှတယ်လို့ပြောလိုက်သလိုခံစားရလိုက်လို့ပါပဲနောက်ရက်မှာတော့ဇက်ရုံထဲမှာဆက်သွယ်ပွဲတွေစတင်တယ်အတန်ပိုင်းဆိုင်ရာအင်ဂျင်နီယာကိုထုံးကမိုက်ခရိုဖုန်းကိုကင်ပြီးအတန်ဆန်းတယ်ခန်းမထဲမှာဘယ်သူမှမရှိပေမဲ့စပီကာတွေကထွက်လာတဲ့အတန်တွေကတော့လူအုပ်ကြီးရဲ့စူညံတန်တွေလိုဝါဟဲစတဲ့အော်ဟစ်တန်တွေရေမောတန်တွေပြီးတော့ငိုကြီးတန်တွေရောပေါ့ဘယ်သူလဲအမ
ကိုထွန်းကအော်ဟစ်ပြီးမေးမြန်းလိုက်တယ်ခဏကြာမှတော့စင်မြင့်ပေါ်ကကလကာကြီးတွေကသူ့အလိုလိုပွင့်လာတယ်ပွင့်လာတဲ့ကလကာနောက်မှာတော့ဇက်ခုံမရှိတော့ဘူးမြေကြီးတွေကအပေါက်ကြီးတွေဟနေပြီးအထဲကနေအနက်ရောင်အခြေတွေနဲ့အတူလက်ပေါင်းထောင်တောင်းမကထွက်လာတယ်အဲ့ဒီလက်တွေကတစုံတစ်ခုကိုလိုက်ဖမ်းနေသလိုမျိုးလေထဲမှာဝိဝဲနေတယ်ကိုထွန်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဇက်ယုံရဲ့တကားအားလုံးကအပြင်ဘက်ကနေတန်ကြိုးနဲ့ရစ်ပတ်ထားသလိုတင်းကျပ်နေတယ်။သူအော်ဟစ်တောင်းပန်ပေမဲ့ဇက်ယုံရဲ့အပြင်ဘက်ကလူတွေကတော့ဘာမှမကြားရသလိုပါပဲ။ဇက်ယုံကြီးကညင်းနဲ့လေးလေးအမောင်တူးကပို့ပြီးဆူးရှလေးလေးဖြစ်လာတယ်။ဦးဖုံမြင့်ကတော့သူရုံးခန်းထဲမှာထိုင်ပြီးငွေစည်းတွေကိုစစ်နေတော့သူလက်ဖြန့်သွားတယ်။သူ့စပွဲပေါ်မှာရှိနေတဲ့ပတ်စံတွေအားလုံးကရုတ်တရက်အသားစားတွေအယိုးစားတွေဖြစ်သွားလို့ပဲ။ဒါဘလို့ဖြစ်တာလဲ။သူထအော်လိုက်တဲ့အချိန်မှာပဲရုံးခန်းနေရံမှာသွေးတွေစိမ့်ထွက်လာတယ်။နေရံတစ်ခုချင်းစီမှာလူမျက်နှာတွေပေါ်လာပြီးသူ့ကိုစိုက်ကြည့်နေတယ်။မင်းငွေတွေလိုချင်တယ်မလား။ဒီမှာငွေတွေအများကြီးပဲ။လာယူလေ။နေရံကလူမျက်နှာတွေကတပြိုင်တည်းပြောလိုက်တဲ့အခါဦးဖုံးမြင့်ရဲ့ရုံးခန်းထဲကအနေတွေကရုတ်တရက်အေးဆက်သွားခဲ့တယ်။သူထပ်ပြေးဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေထောက်တွေကကြမ်းပြင်းနဲ့ကတ်ထားသလိုလုံးဝလှုပ်မရတော့ဘူး။ဇက်ရုပ်တစ်ခုလုံးကအခုတော့အသက်ဝင်လာပြီ။ဒါပေမဲ့အသက်ဝင်တာလူတွေအတွက်တော့မဟုတ်တော့ဘူး။တင်းញိုင်းဟောင်းထဲမှာနှစ်ပေါင်းများစွာငြိမ်းချမ်းခဲ့တဲ့ပိုင်ရှင်တွေကသူတို့ရဲ့ဇက်ယုံကိုပြန်လဲသိပ်ပိုက်ဖို့အစဉ်အဆက်ဖြစ်နေကြပြီ။ဇက်ယုံဖွင့်ပွဲညခမ်းမထဲမှာတော့မြို့ပေါ်ကနာမည်ကြီးပုဂ္ဂိုလ်တွေအမှုပညာရှင်တွေနဲ့ပြည့်နှက်နေတယ်။အဲ့ဒီညကအခမ်းအနားကိုဦးဖုံးမြင့်ကိုယ်တိုင်အဓိကဦးဆောင်ပြီးစိတ်လှုပ်ရှားစွာနဲ့မျှော်နေတာ။ည8 နာရီတိတိမှာဇက်ယုံရဲ့အနီရောက်ကလကာကြီးတွေကဖြည်းဖြည်းချင်းပွင့်သွားခဲ့တယ်။ပြဇက်ရဲ့ခေါင်းစဉ်ကရာဇဝင်ထဲကသွေးစွန်းသောချစ်ချင်းနဲ့မင်းသားဆိုင်အောင်နဲ့မင်းသမီးနှင်းနုဝေတို့ကစင်းမြင့်ပေါ်မှာအကောင်းဆုံးကပြနေကြတယ်။ဒါပေမဲ့ပရိသတ်တွေအားလုံးမသိလိုက်တာကတော့သူတို့ရဲ့အနောက်ဘက်အရေးမဲကြီးတွေထဲမှာလူမဟုတ်တဲ့ပရိသတ်တွေလည်းစင်းမြင့်ပေါ်ကိုတက်လာနေကြပြီဆိုတာပါပဲ။ဇလန်းရဲ့အလဲပိုင်းမင်းသားကဓာတ်ကိုကင်ပြီးအလွမ်းကန်းကိုကပြရမယ့်အချိန်မှာတော့ထူးဆန်းတာတွေစဖြစ်တော့တယ်။ဇက်ယုံတွေကလေရုတ်တရက်အေးဆက်သွားပြီးပရိသတ်တွေရဲ့နှာခေါင်းထဲကိုပုတ်အဲအနက်တစ်ခုရောက်လာတယ်။ဒါဘာနဲ့လဲ။ရှေ့ဆုံးတန်းကပရိသတ်တယောက်ကမေးလိုက်တယ်။မင်းသားဆိုင်အောင်စင်မြင့်ပေါ်ကနေပရိသတ်ကိုကြည့်လိုက်တဲ့အခါသူမျက်လုံးပြူးကျဲသွားခဲ့တယ်။ထိုင်ကုန်တွေပေါ်မှာထိုင်နေတဲ့လူတွေရဲ့အနောက်မှာညိုမဲပုတ်ပွားနေတဲ့အလောင်းတွေကမတ်တက်ရက်တန်းစီနေကြတာကိုသူမြင်လိုက်ရလို့ပါပဲ။အဲ့ဒီအလောင်းတွေကဇက်စင်စီတညှိုးထိုးပြီးပြန်ပေးငါတို့နေရာကိုပြန်ပေးလို့အတန်တိတ်အော်ဟစ်နေကြတယ်။ရုတ်တရက်စင်မြေပေါ်ကမီးမောင်းတွေတစ်ဖြက်ဖြက်လင်းလာပြီးအလင်းရောင်ကအနီရောင်ဖြစ်သွားတယ်။စင်မြေအောက်ကမြေကြီးတွေကအကွဲသွားပြီးအောက်ကနေပိန်လီညိုမဲနေတဲ့လက်ချောင်းတွေထွက်လာကမင်းသားဆိုင်အောင်ရဲ့ခြေထောက်ကိုဆွဲချလိုက်တယ်။အာကဲကြပါဦး။ဆိုင်အောင်ရဲ့အော်တန်ကြောင့်ပရိသတ်တွေရုံရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်။ပရိသတ်တွေထွက်ပေါက်စီကိုပြေးသွားကြပေမဲ့တကားတွေကလုံးဝပွင့်မလာတော့ဘူး။အပြင်ဘက်ကနေတန်ကြိုးခတ်ထားသလိုတင်းကျပ်နေတယ်။ခမ်းမထဲမှာရှိတဲ့ပရိသတ်တွေအကုန်လုံးဟာအခုတော့အမောင်တူထဲမှာပိတ်ပြီးသွားခဲ့ပြီ။မင်းသမီးနင်းနူကတော့စင်မြေပေါ်မှာကြောက်ကြောက်လန့်လန့်နဲ့ငိုနေမိတယ်။သူမရဲ့အနောက်မှာတော့အလောင်းတစ်လောင်းကမတ်တက်ရက်ပြီးသူမရဲ့ပကုံးကိုကင်ထားတယ်။အဲ့ဒီအလောင်းရဲ့မျက်နှာကအသားတွေရော့ရဲကျနေပြီးနှာခေါင်းမရှိတော့တဲ့မျက်နှာနဲ့သူမကိုငုံကြည့်နေတယ်။ဒီပွဲကပြီးသွားမှာမဟုတ်ဘူး။ငါတို့အားလုံးတူတူကပ်ပြကြမယ်။ဇက်ယုံရဲ့အမိုးပေါ်ကနေလူသေးအလောင်းတွေကကျိုးတွေနဲ့တန်းလန်းကျလာတယ်။ပရိသတ်တွေရဲ့အော်ဟစ်တန်တွေကဇက်ယုံတစ်ခုလုံးကိုဟိန်းထွက်သွားစေတယ်။ဦးဖုံမြင့်ကတော့သူ့ရဲ့ရုံကန်တွေကနေဒီမြင်ကွင်းကိုကြည့်ပြီးမျက်လုံးတွေပြူးလျက်သားဖြစ်နေတယ်။သူလုပ်ခဲ့တဲ့အမားတွေအတွက်ဝိညာဉ်တွေကအတိုးချပြီးပြန်တောင်းနေကြပြီလေ။ဇက်ယုံအလဲတက်တဲ့မှာဝိညာဉ်ကောင်းဆောင်လို့ယူဆရတဲ့လူတစ်ယောက်ပေါ်လာပြီးဓာတ်ကိုမြှောက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဇက်ယုံတွေကမီးတွေကအားလုံးတစ်ပြိုင်နက်တည်းပွင့်လာပြီးပရိသတ်တွေရဲ့မျက်လုံးထဲမှာဇက်ယုံမဟုတ်တော့ပဲသွေးစောနေတဲ့တုတ်တန်ဟောင်းကြီးကိုပဲမြင်လိုက်ရတော့တယ်။ဇက်ယုံတွင်းပိုင်းမှာတော့အလင်းရောင်တွေတစ်ဖြက်ဖြက်လက်လာပြီးနောက်မှာအရာအလုံးကပြောင်းလဲသွားခဲ့ပြီ။ပရိသတ်တွေမြင်နေရတဲ့အခမ်းအနားဇက်ယုံကြီးကရုတ်တရက်ဆိုသလိုပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာပုတ်အဲအနက်တွေလှိုင်နေတဲ့တုတ်တန်ဟောင်းကြီးဖြစ်လာခဲ့တယ်။ထိုင်ကုန်တွေနေရာမှာတော့မြေသားတွေပုတ်ဟောင်းနေတဲ့အလောင်းတွေရဲ့အကျွင်းကြံတွေကပြန့်ကျဲနေတယ်။လူတွေကအော်ဟစ်ပြီးပြေးဖို့ကြိုးစားပေမဲ့ခြေလမ်းတိုင်းမှာညီကြီးထဲမှာထွက်လာတဲ့လက်မဲကြီးတွေကသူတို့ရဲ့ခြေချင်းဝတ်တွေကိုတင်းကျပ်စွာဆွဲစိတ်ထားတယ်။ကျွန်တော်တို့ကိုလွတ်ပေးပါကျွန်တော်တို့မသိဘူး။ဆိုင်းအောင်ကစင်မြင့်ပေါ်ကနေအော်ဟစ်တောင်းပန်တယ်။သူ့ရဲ့ခြေထောက်ကမြေကြီးထဲမှာနစ်မြုပ်နေပြီးအောက်ကနေတစုံတစ်ယောက်ကအားနဲ့ဆွဲတွင်းနေတယ်။
နင်းနုဝေကတော့ကြောက်လန့်လုံးလို့တတိလစ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ကိုဝိညာဉ်တွေကဝိုင်းရံပြီးစင်အနောက်ဘက်အမောင်ထဲကိုဆွဲခေါ်သွားကြတယ်။ဦးဖုံးမြင့်ကတော့တကားကိုဖွင့်ဖို့ကြိုးစားပေမဲ့တကားကမပွင့်။နေရန်ကနေထွက်လာတဲ့မျက်နှာတွေကသူ့ကိုဝိုင်းရံနေကြတယ်။မင်းပတ်စံအများကြီးရခဲ့ပြီမလား။အခုမင်းရဲ့ခန္ဓာကိုယ်ကိုပြန်ပေးဆက်ရမယ့်အချိန်ရောက်ပြီ။ရုတ်တရက်ဆိုသလိုဇက်ရုပ်ကြီးတစ်ခုလုံးကတစ်သားတွေကွန်ကရစ်တွေကအမုံအမွားတွေဖြစ်လွှင့်ဆွေသွားခဲ့ပြီးပရိသတ်တွေအားလုံးဟာအလင်းရောင်မဲတဲ့အမောင်တွင်းကြီးတွေကိုကျသွားခဲ့တယ်။အဲ့ဒီနေရာမှာအချိန်ဆိုတာမရှိတော့ဘူး။သူတို့အားလုံးကအရင်ကဒီနေရာမှာမြုပ်နှံခံခဲ့ရတဲ့ဝိညာဉ်တွေလိုပဲအတိစိတ်မဲ့စွာထာဝရကားခုံနေတော့မဲ့အရေးတွေဖြစ်သွားခဲ့ကြတယ်။မနက်မိုးလင်းတဲ့အခါမြင်းဒီကုန်းအရက်မှာဘာဆက်ယုံမှမရှိတော့ဘူး။ရှိခဲ့တာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ရှိနေတဲ့လူသူကင်းမဲ့တဲ့ကွင်းပြင်အလို့ကြီးပဲဒါပေမဲ့အဲ့ဒီနေရာကိုဖျက်သွားသူတိုင်းကတော့တခုခုကြားနေရသေးပါဒီလုံတန်တွေရဲမောတန်တွေပြီးတော့ပြဇက်တစ်ခုရဲ့ဇက်သိန်းကန်းကလက်ခုပ်တန်တွေလူကန်တွေကတော့ဒီနေရာကိုတရေဇက်ယုံလို့ခေါ်ကြတယ်ညနေတကောင်ရံမှာဇက်ယုံဟောင်းရဲ့အုံမြင့်နေရာကနေပေါ်လာတတ်တဲ့အနီရောက်ကလကာကြီးကိုမြင်လိုက်ရရင်တော့အဲ့ဒီညဘသူမှအဲ့ဒီလမ်းဘက်မသွားရဲကြတော့ဘာလို့လဲဆိုတော့အဲ့ဒီကလကာပွင့်သွားတဲ့အခါအထဲမှာကားခုံနေတဲ့ပရိသတ်တွေကတင့်ကိုလည်းသူတို့နဲ့အတူတူကပြဖို့ဖိတ်ခေါ်နေလိမ့်မယ်လေဇလန်းကတော့ဒီမှာပဲပြီးဆုံးခဲ့ပါတယ်ဒါပေမဲ့မင်းကြီးကုန်းရဲ့မြေအောက်မှာတော့ဇက်ပွဲတွေကအခုထိမပြီးသေးပါဘူးနောက်ထပ်ဧည့်သည်အသစ်တွေကိုမျှော်နေရင်းပေါ့ဇလန်းလေးကိုအဆုံးထိအချိန်ပေးနားထောင်ခဲ့ကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်အသစ်တင်မဲ့ဇလန်းလေးတွေသိရအောင်လဲကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုအပ်ပါတယ်ခင်ဗျာ